တော့လေးတောင်မြို့လေးပေါ့အိမ်တွေကလည်းလေးတောင်ခွက်တွေကလည်းလေးတောင်တွေခေါင်းတွေတောင်လေးတောင်တွေကြီးပါပဲတနေ့ကျတော့လုံးလုံးဝိုင်းဝိုင်းကားတစ်စီးအဲ့ဒီနေရာကိုလာရက်တယ်အဲ့ဒီထဲကနေလှပတဲ့ဝိုင်းဆက်ဆက်ကောင်မလေးတယောက်ဆင်းလာတယ်သူသွားတဲ့နေရာတိုင်းမှာမြေပြင်ကဝိုင်းလေးတွေဖြစ်သွားပြီးလှပတဲ့အယောင်တွေဖြစ်သွားတယ်သူ့ရဲ့အိမ်လေးလည်းအဝိုင်းပုံစံပြောင်းသွားတယ်လေးတောင်မေကဒီအိမ်ကြီးချင်းအစ်စ်ကိုမကြိုက်ဘူးဒါနဲ့သတင်းစာဖတ်ချင်အောင်ဆောင်နေခဲ့တယ်ဒါပေမဲ့ဝိုင်းဆက်ဆက်ကောင်မလေးကဂယုမဆိုင်ပါဘူးသူကမင်္ဂလာပါလို့နှုတ်ဆက်ဖို့ရှောက်လာတယ်။လေးတောင်မေကတော့သူ့ကိုမုံလို့မျက်နှာလွှဲလိုက်တယ်။သူ့သမီးလေးကတော့ဒီအိမ်ကြီးချင်းအစ်စ်ကိုစိတ်ဝင်စားနေတာပေါ့။သူတို့ထိလိုက်တဲ့ရနဲ့ချက်ချင်းပဲကလေးမလေးရဲ့လက်ကအဝိုင်းပုံပြီးပြောင်းလာတယ်။လေးတောင်မေကဝိုင်းဆက်ဆက်မျိုးသမီးကြောင့်ဘေးဥပတ်တွေယူလာမှာကိုကြောက်ပြီးသူ့သမီးကိုချက်ချင်းပြန်ခေါ်လိုက်တယ်။နောက်ပိုင်းရက်တွေမှာဝိုင်းဆက်ဆက်ကောင်မလေးရဲ့နေရာကအယောင်သွေးစုံတင်နေခဲ့တယ်။ဒါပေမဲ့လေးထောင်မေရဲ့နေရာကတော့မိုင်းမိုင်းပြပြဖြစ်နေခဲ့တယ်။ဝိုင်းဆက်ဆက်ကောင်မလေးကနှုတ်ဆက်တိုင်းလေးထောင်မေကသူ့ကိုလေးတောင်ရင်နဲ့ပတ်လိုက်တယ်။တနေ့ကျတော့ကလေးမလေးကလမ်းပေါ်မှာဆက်ပြီးစီးနေတယ်။သူ့ဆက်ဘေးကလေးတောင်ဘီတွေဖြစ်နေလို့နေရတာခက်ခဲနေတယ်။ဝိုင်းဆက်ဆက်ကောင်မလေးကဖြတ်သွားရင်ဆက်ပြီးကိုထိလိုက်တော့ဘေးတွေကချက်ချင်းဝိုင်းသွားတယ်။ကလေးမလေးလည်းပျော့သွားတယ်။အဲ့ဒီချိန်မှာပဲသူ့အမေရောက်လာပြီးဘေးတွေကလေးတောင်ဖြစ်သွားပြန်တယ်။သူ့ခြံထဲမှာဝိုင်းဆက်ဆက်ကောင်မလေးကမြင့်ညက်နေတော့ပိုးကောင်လေးတစ်ကောင်တွားသွားနေတယ်။သူကအသာလေးထိလိုက်တော့ခဏလေးတွင်းမှာပဲလိပ်ပြဖြစ်ပြောင်းသွားတယ်။ကလေးမလေးကမြင်ပြီးလိပ်ပြကိုထိလိုက်တော့သူ့လက်ကရုတ်တရက်အယောင်ပြောင်းသွားတယ်။အဲ့ဒီချိန်မှာပဲသူ့အမေကပေါ်လာပြီးသူတို့နှစ်ယောက်ကြားမှာနန်းတစ်ခုကာထားလိုက်တယ်။ကလေးမလေးကနန်းကိုကြော်တက်ဖို့စူးစမ်းပေမဲ့သူ့အမေကထပ်တားပြန်တယ်။ဒါပေမဲ့ကလေးမလေးကအပေါ်ကိုပြန်တရင်ပြုတ်ကျသွားတယ်။ဝိုင်းဆက်ဆက်ကောင်မလေးကအချိန်မီဖမ်းလိုက်တာနဲ့ကလေးမလေးကအဝိုင်းပုံပြောင်းပြီးချစ်စရာကောင်းသွားတယ်ပြီးတော့သူ့မိကိုပြေးဖက်လိုက်တော့လေးတောင်မိလည်းအဝိုင်းပြောင်းသွားတယ်ဒါနောက်ဆုံးတော့အဲ့ဒီနေရန်ကိုသူကိုယ်တိုင်ပဲပြန်ဖြတ်လိုက်တယ်အဲ့ဒီချိန်ကစပြီးလေးထောင်မြို့လေးကလှပတဲ့မြို့ကလေးဖြစ်သွားခဲ့ပါတယ်